မျိုးသမီးတိုင်းသိထားတဲ့လက္ခဏာ၃ခုကိုသတိပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကပုံမှန်မဟုတ်တဲ့အဖြူစင်းခြင်းဖြစ်ပါတယ်ပုံမှန်မဟုတ်တဲ့အဖြူစင်းခြင်းဆိုတာကအယောင်ကအဝါအစိမ်းမိကိုဖြစ်နေတာအနံ့ဆိုးတွေပြောင်းလာပြီးတော့ရားရံပြီးဆက်ဖြင်းဖြစ်နေတာအဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့ယောဂပိုးဒါမှမဟုတ်ဟော်မုန်းမညီမျှမှုရဲ့သင်္ကေတတစ်ခုပါနံပါတ်2အနေနဲ့ကတော့ချောင်းဆိုးနှာချီတဲ့အခါမှာစီးမထိန်နိုင်ခြင်းဖြစ်ပါတယ်အရန်ရီမောတဲ့အခါချောင်းဆိုးတဲ့အခါပြေးတဲ့အခါတွေမှာစီးဆိုပြီးထွက်ကြနေတယ်ဆိုရင်စီးအိမ်နဲ့တအိမ်ကြွက်သားတွေအားနေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်တတိယအချက်အနေနဲ့ကတော့အတွင်းပိုင်းမအီမတာမတက်မတာဖြစ်နေတာဖြစ်ပါတယ်တအိမ်အဝမှာရားရံတာလေထွက်တာအနံ့ပြင်းနေတာရော့ရဲနေတယ်လို့ခံစားရတယ်ဆိုရင်ဒါကအတွင်းဟော်မုန်းနဲ့တ िश ူးပြန်လဲဖြစ်တင်းဖို့လိုအပ်နေတဲ့ signal တစ်ခုပါဒီလက္ခဏာတွေကြုံတွေ့နေရပြီဆိုရင်တော့ပေါ့ပေါ့ဆဆမထားပါနဲ့လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီးခက်စောစောလေးကိုဂူးဆိုင်ပေးပါနော်ကျေးဇူးတင်ပါတယ်